ချမ်းသာခြင်းဒါကိုစုပ်ကိုင်မထားနဲ့ဆွန့်လွတ်လိုက်လို့ဒီလိုဆိုလိုတာပေါ့ဒါပြင်ဟုတ်ပြီလောကမှာရှိသမျှဟာပိုင်ရှင်မဲ့တဲ့ပစ္စည်းတွေဒါဖြစ်တယ်ဘယ်အရာတွေတော့ပိုင်ရှင်မဲ့တာဘယ်အရာတွေတော့ရှင်းရှင်းပြောရရင်ဘုန်းကြီးတို့တဏ္ဍာမှာဖြစ်နေတဲ့ခန္ဓာ၅ပါးမှာဖြစ်နေတဲ့အရာတွေဟာပိုင်ရှင်မဲ့ကိုယ်ပိုင်တယ်လို့ထင်တာပေါ့နော်သို့တော့ပိုင်ရှင်မဲ့တယ်အဲ့ဒီပိုင်ရှင်မဲ့တဲ့အရာတွေပေါ်မှာတွဲမနေနဲ့လို့ဆိုတယ်အဲ့တော့ပိုင်ရှင်မဲ့ပစ္စည်းတွေကိုမြတ်စွာဘုရားကဒီသုတ်တံမှာအမျိုးပေါင်း30ထုတ်ပြီးတော့ပြထားတယ်အဲ့ဒီအမျိုးပေါင်း30ဟာဘယ်သူမှရှိတာတော့ဆိုရင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ရဲ့တဏ္ဍာမှာရှိတာတွေကြီးပဲအကုန်လုံးဟောအဲ့တော့ကိုယ်တဏ္ဍာမှာရှိနေတာလေးတွေကိုနည်းနည်းစစ်ဆေးကြည့်ရစစ်ဆေးကြည့်ရလူတိုင်းမှာမျက်စိဆိုတာရှိတယ်ရှုပ်တရားအနေနဲ့ပြောရင်သက္ခုပ္ပတရာယုတ်မျက်စိအကြည့်လေးတို့သက္ခုပ္ပတရာယုတ်ထဲမှာဒီဘက်ကမြင်စရာအဆင်းအာယုံလေးလာထင်ဟပ်လာတဲ့အဆင်းအာယုံဆိုတာရှမယံခမျက်စိထဲမှာပေါ်လာတယ်မျက်စိဆိုတာကတစ်ခုမျက်စိထဲမှာပေါ်လာတဲ့အဆင်းအာယုံကတစ်ခုဆိုနှစ်ခုရှိသွားတယ်နော်အဲ့တော့ဒါဘာကြောင့်ပြောလို့ဆိုမျက်စိထဲမှာပေါ်လာတာတွေကအဆင်းအာယုံလို့ပြောလိုက်မှကုန်မှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့မျက်စိထဲပေါ်လာတာတွေတရုပ်ထုတ်မယ်ဆိုရင်တော့ဆုံးနိုင်စရာမရှိဘူးမျက်စိထဲမှာဘာတွေပေါ်လာတော့အိမ်တွေပေါ်လာတယ်မြေတွေပေါ်လာတယ်ရွှေတွေငွေတွေပေါ်လာမယ်ကားတွေပေါ်လာတယ်လူတွေပေါ်လာတယ်အဲ့ဒါလို့ပစ္စည်းနဲ့ပြောလို့ရှိရင်ကုန်နိုင်မှာမလားမကုန်နိုင်ဘူးဒါပေမဲ့မျက်စိနဲ့မြင်တဲ့အရာဆိုတာလေးဟာတစ်ခုတည်းပဲနော်မျက်စိနဲ့မြင်တာမျက်စိရှိတယ်မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့မြင်မှန်းသိလိုက်တဲ့မြင်သိစိတ်ဆိုတာရှိတယ်အဲ့ဒီမြင်သိစိတ်နဲ့အာယုံနဲ့ဆက်သွယ်လိုက်တဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာဆိုတာရှိတယ်ဆက်သွယ်မှုဖတ်တာကိုအကြောင်းပြုပြီးစိတ်ခံစားမှုဆိုတာရှိတယ်ဟောကြည့်လိုက်မယ်ဆိုရင်မျက်စိရဲ့အစင်အာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာဆိုတဲ့ဆက်သွယ်မှုရဲ့စိတ်ခံစားမှုဝေဒနာရဲ့မျက်စိကိုအကြောင်းပြုပြီးတော့တဘာဝတရား5မျိုးပုံမှန်အဖြစ်ဖြစ်တယ်ဘုသူတဏ္ဍာမှာပဲဖြစ်မျက်စိလေးနှလုံးဖွင့်လိုက်လို့ရှိရင်မြင်စရာအာယုံမြင်လိုက်မယ်မြင်လိုက်ရင်မြင်မှန်းသိတယ်ဆိုတဲ့စိတ်ပေါ်တယ်ထိုစိတ်ပေါ်ပြီးတဲ့နောက်အာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာကောင်းတဲ့ဆိုတဲ့စိတ်ခံစားမှုဆိုတဲ့ဝေဒနာတဘာဝအဖြစ်ဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကသက္ခောသပတိစ္ဆရူပိသဥပ္ပစ္စတိသက္ခဝိညာဏဒိဏသင်္ကတိဖတ်သောဖတ်တာပစ္စယဝေဒနာလို့ဒီလိုဟောတာအဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်မျက်စိနဲ့မြင်လိုက်တိုင်းစဉ်းစားကြည့်လိုက်ဘာမြင်ပန်းလေးတစ်ပွင့်မြင်တယ်ဆိုတော့အေးအရေးလားထင်တဲ့မိမိရဲ့သက္ကုပ္ပတာရကရုပ်တရားထင်လာတဲ့အဆင့်အာယုံလေးကလည်းရုပ်တရားနှစ်ခုပေါင်းစုံမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့သိတဲ့စိတ်လေးကနန္တရားထိုစိတ်လေးမှာပါလာတဲ့အာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလည်းနန္တရားစိတ်ခံစားမှုဆိုတာလေးကလည်းနန္တရားလို့တဘာဝအဖြစ်လူတိုင်းမှာကလေးရောလူကြီးရောဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူတွေမကဘူးနတ်တွေရောတိရစ္ဆာန်တွေရောအလုံးသတ္တဝါတွေမျက်စိပါတဲ့သတ္တဝါတိုင်းဟာဒီ၅ခုပဲဖြစ်တယ်ပုံမှန်အဖြစ်ဒီ၅ခုဖြစ်တယ်နော်အဲ့ဒီ၅ခုဆိုတာတစ်ခုနဲ့တစ်ခုမတူတဲ့သဘော၅ခုဖြစ်အဲ့ဒီ၅ခုကိုဘယ်သူပိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကနတုံမကံမင်းတို့ပိုင်တာမဟုတ်ဘူးတဲ့မင်းတို့မပိုင်ဘူးဆိုတော့ဘယ်သူပိုင်တာတော့ဆိုဘယ်သူမှမပိုင်ဒါကြောင့်မို့လို့ဒီ၅မျိုးဟာ
ပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ပိုင်ရှင်မဲ့ပစ္စည်းတွေပဲဒါတွေကဘာကြောင့်ပိုင်ရှင်မဲ့လို့ပြောတော့ဆိုဖြစ်လာတာလဲဆိုပါစို့စက္ခုပတာရဆိုတာလေးကကံကြောင့်ဖြစ်လာတာကံဆိုတာအတိတ်တုန်းကမိမိလုပ်ခဲ့တဲ့ကုသိုလ်ကံအဲ့ဒီကံတရားကြောင့်စက္ခုပတာရလေးဖြစ်လာတယ်အစင်းအာယုံဆိုတာနော်ကံစိတ်ဥဒုအာဟာရကြောင့်ဖြစ်လာတယ်အဲ့ဒီအစင်းအာယုံလေးကမျက်စိထဲမှာလာပြီးတော့ထင်တယ်ဒီနေရာမှာပဋ္ဌာန်းပစ္စည်းနဲ့ပြောလိုက်မယ်ဆိုရင်ဟောမြင်သိစိတ်ကလေးဖြစ်လာတယ်လို့ဆိုတဲ့အခါမှာထိုမြင်သိစိတ်ကလေးသည်စက္ခုပတာရဆိုတဲ့မျက်လုံးပေါ်မှာမိပြီးတော့ဖြစ်တယ်အစင်းအာယုံကိုအာယုံပြုပြီးတော့ဖြစ်တယ်အဲ့ဒါကြောင့်အစင်းအာယုန်သည်အာရမဏပစ္စယောမိယာဝတ္ထုလို့ခေါ်တဲ့စက္ခုပတာရယုတ်လေးသည်နေတယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဟောပဋ္ဌာန်းပစ္စည်းနဲ့လည်းဒီဟာကိုဟောတာဗျာအစင်းအာယုန်လေးကိုအကြောင်းပြုပြီးစက္ခုဝိညာဉ်စိတ်ဆိုတာမြင်သိစိတ်ဆိုတာပေါ်တာအဲ့ဒီမြင်သိစိတ်လေးရဲ့အာယုန်သည်အစင်းအာယုန်သာဖြစ်တယ်အဲ့ဒီအစင်းအာယုံကိုမိပြုပြီးတော့ဖြစ်တဲ့စိတ်ကလေးဟာစက္ခုပတာရဘောကမိပြီးတော့ဖြစ်တာဖြစ်သောကြောင့်မိယာဖြစ်တဲ့စက္ခုပတာရမျက်လုံးကလေးသည်နေတယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဒီလိုဆိုတာပေါ့တခါစက္ခုဝိညာဉ်စိတ်လေးဖြစ်တဲ့အခါဘာပါလာတော့ဆိုဖတ်တာပါလာတယ်ဝေဒနာပါလာတယ်စက္ခုဝိညာဉ်စိတ်မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့သဟဇာတာပစ္စယောအညမညပစ္စယောအဋ္ဌိပစ္စယောအဝိဒပစ္စယောဆိုတာဒီဖြစ်တယ်တံပယုဒ္ဓပစ္စယောအဋ္ဌိပစ္စယောအဝိဒဟောတယ်လို့ပဋ္ဌာန်းအနေနဲ့ပြောလိုက်မယ်ဆိုရင်လည်းအဲ့ဒီစွမ်းရည်တတ္တိတွေနဲ့ခြေစုပ်ပြုပြီးတော့စက္ခုပတာရစိတ်လေးကလည်းဖြစ်ပြီးရင်စိတ်18ချက်ဥပမာပဲမှတ်လို့လွယ်အောင်ပြောမယ်ဆို18စက္ကန့်ဆိုရင်ပြတ်သွားပြီသူတခါဖြစ်တဲ့စက္ခုပတာရယုတ်သည်18ချက်ခန့်20စက္ကန့်ဆိုပြတ်သွားရူပါယုံလေးကလည်း20စက္ကန့်ဆိုပြတ်သွားဓာတုတ္တံပဲနောက်ဖြစ်တာအသစ်နော်အဲ့ဒါလို့တက်တန်းတူတဲ့အရာလေးနှစ်ခုမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့စက္ခုဝိညာဉ်စိတ်လေးကသူတို့ရဲ့ပိုတက်တန်းတူတယ်မြင်သိစိတ်လေးကဖြစ်တည်ပြက်3ချက်ပဲရှိတယ်3စက္ကန့်ပဲရှင်ဒီလိုဆိုလို့သူနဲ့အတူတော့ကဖတ်တာဆိုတာလည်းပြတ်သွားတယ်ဝေဒနာဆိုတာလည်းပြတ်သွားတယ်ဆိုအဲ့ဒါတော့အချိန်ပိုင်းလေးမှာဖြစ်လာတဲ့အရာဟာဘယ်သူကပိုင်တာရှိအောင်မလဲဒါပိုင်ရှင်မဲ့ပစ္စည်းအစစ်ပဲသို့တော့ပိုင်ရှင်မဲ့ပစ္စည်းကိုပဲငါပိုင်တယ်လို့အများထင်နေကြတယ်ပေါ့နော်ထင်မှတ်ဆွဲလန်းနေတယ်ဒါကြောင့်မြတ်စွာဘုရားကဝိပဿနာဉာဏ်နဲ့ကြည့်ခိုင်းတာယံဘိက္ခွေနာတုံမကံတံပဇေထတံဝပိနံဟိတယဒုက္ခယဝိတ္တိမင်းတို့ကိုယ်မပိုင်တဲ့အရာကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြဆွန့်လွတ်လိုက်ကြအဲ့ဒီဆွန့်လွတ်ခြင်းဟာမင်းတို့တွေချမ်းသာဒုက္ခဟိတဒုက္ခလို့ဟာဖြစ်လိမ့်မယ်ဆိုပြီးတော့ဒါဘုရားအဆုံးအမပေးတာ